စိတ်မထိန်နိုင်လို့ဆိုတဲ့ပုဂ္ဂိုလ်တွေကလည်းဒီဘဝမှာထောင်ထဲရောက်သွားတာပဲလေနောက်မထိန်နိုင်လို့ရှောက်ပြီးတော့လှုပ်ပြီးစိတ်ကိုအလိုလိုက်ပြီးလွတ်ထားတဲ့ပုဂ္ဂိုလ်တွေနောက်ဆုံးကြတော့အပေဘုံရောက်ပြီးတော့ငရဲတရိစ္ဆာန်ပြိတ္တာအတုရကေဆိုတဲ့အပေလေးဘုံကဘယ်တော့မှမတက်ဖဲနဲ့တန်တရားထဲမှာဒုက္ခတွေကြီးစွာတွေ့ပြီးတော့နေရပေါ်တက်လာမှာမဟုတ်ဘူးစိတ်ထိန်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာလူအဖြစ်ပေါ်လာမယ်နတ်အဖြစ်ပေါ်လာမယ်ပြမအဖြစ်ပေါ်လာနိုင်တယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကတန်တရားထဲမှာဆုံးဆုံးမြုပ်သွားမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ကိုယ်စိတ်ကိုထိန်းနိုင်အောင်ကြိုးစားရမယ်မကောင်းမှုအကုသိုလ်ကစိတ်ကိုထိန်းရမယ်လို့ဆိုသူဝတိထေရအပဒါနကျမ်းမှာလာတဲ့သူဝတိရဲ့အလောင်းဗုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားလက်ထက်ကသူတော်ကောင်းဟာပစ္စည်းဥစ္စာတွေစွန့်ပြီးတော့ဟိမဝတ္တတောင်တန်းမှာသွားပြီးယတိယဟန်ပြုတယ်အဲ့ဒီယတိယဟန်ပြုတဲ့အခါသူ့စိတ်ကိုသူဘယ်လိုနှိပ်ကွက်ခဲ့တယ်ဆိုတာသူပြောပြရာဂုပပံဟိတံစိတ်တံယထာဥပ္ပစ္စတိမမသူစိတ်ထဲမှာဒီတဏှာရာဂစိတ်တွေတတ်မဲ့တဲ့စိတ်တွေအဲ့ဒီစိတ်တွေဖြစ်လာပြီသူ့တဏ္ဍာမှာဖြစ်လာလူဆိုတာမဖြစ်ဘူးမရှိဘူးเนาะအသက်ကြီးတဲ့လူတွေလည်းပဲလူသားအိုတယ်တဏှာမအိုဘူးဆိုတာရှိတယ်လေစိတ်ကမအိုဘူးမအိုရုံနဲ့မကဘူးနှအိုမျက်နှုကြိုက်ဆိုတာရှိသေးတယ်เนาะဒါကြောင့်ဘာဆိုလားစမောဆိုလားဘာဆိုလားတွေနဲ့ရှုပ်ခုအဲ့တော့လောကလူသားတွေဟာလူအိုတော်လဲတဏှာမအိုဖြစ်တတ်တယ်အဲ့ဒီမှာစိတ်ထဲမှာပေါ်လာရင်ထိမ့်တာကြည့်ပါတော့ရာဂုပတံဟိတံစိတ်တံယထာဥပ္ပစ္စတိမမအကြောင်းတရားတိုက်ဆိုင်လာလို့ကိုယ်တဏ္ဍမှာရာဂစိတ်တွေဖြစ်လာပြီဆိုရင်တယံဝပစ္စဝခမိကိုယ့်အကိုဆင်ញင်လိုက်တယ်စိတ်တ ानु ပဒနာဆိုတာအဲ့ဒါပြောတာကိုယ်စိတ်ထဲဘာတွေဖြစ်လာလဲဆိုတာသိလိုက်တယ်နော်စိတ်ကိုဆင်ញင်သုံးသပ်ကြည့်လိုက်တယံဝပစ္စဝခမိကိုယ့်ဘာကိုဆင်ញင်သုံးသပ်ကြည့်ဧကေကောတံဓမေမဟံတည်တည်ငြိမ်ငြိမ်ထားပြီးအဲ့ဒီဖြစ်ပေါ်လာတဲ့စိတ်ကိုနှိပ်ကွက်ခဲ့တယ်တဲ့သူဟာလိုချင်တတ်မဲ့တဲ့စိတ်တွေရာဂစိတ်တွေဖြစ်လာပြီဆိုလို့ရှိရင်တည်တည်ချာချာကြည့်လိုက်တယ်ဩဒီရာဂဆိုတာငါစိတ်ထဲမှာပေါ်လာပါလားဆင်ញင်သုံးသပ်ပြီးတော့သူ့ကိုမျက်ခြေမပြတ်ကြည့်ပြီးတော့နှိပ်ကွက်တယ်တဲ့